တချို့မျိုးသမီးတွေကိုကြည့်လိုက်ရင်ရုပ်ရည်ကအရန်လှပလွန်းတာမျိုးမဟုတ်ပေမဲ့သူတို့အနားမှာရှိတဲ့ယောက်ျားလေးတွေကဘာကြောင့်ဒီလောက်တောင်ဆွဲလန်းနေရတာလဲလို့စဉ်းစားမှုပါတလားယောက်ျားလေးတစ်ယောက်ရဲ့စိတ်ကိုဖန်ဆားဖို့ဆိုတာရုပ်ရည်ထက်ပိုအရေးကြီးတဲ့အမူအကျင့်လျှို့ဝှက်ချက်တွေရှိပါတယ်ဒီနေ့မှာတော့မြမလူမှုအဖွဲ့အစည်းမှာရောစိတ်ပညာအရပါယောက်ျားလေးတွေအကြိုက်ဆုံးသူတို့ရဲ့နှလုံးသားကိုအပိုင်ကိုင်နိုင်မဲ့အဆယ်လုံးအကြောင်းကိုအသေးစိတ်ဝေမျှပေးသွားမှာပါဒီချက်တွေကိုတင်တာကျွမ်းကျင်အောင်သုံးချရမယ်ဆိုရင်တင့်ရဲ့လက်တွဲပေါ်ဟာတင့်အနာကနေဘယ်တော့မှခွာမှာမဟုတ်ပါဘူးနံပါတ်1အလိုက်သိခြင်းပထမဆုံးအကတော့ယောက်ျားလေးတွေအလိုချင်ဆုံးဖြစ်တဲ့အလိုက်သိခြင်းပါယောက်ျားလေးတွေဟာသူတို့ရဲ့အခက်အခဲတွေကိုအမြဲတမ်းထုတ်ပြောလို့မရှိပါဘူးသူအလောက်ကပြန်လာလို့ပင်ပန်းနေတဲ့အချိန်စိတ်ညစ်နေတဲ့အချိန်မှာဘာဖြစ်တာလဲပြောလေဆိုပြီးတွတ်မင်းနေမယ်အစားရေးအေးလေးတစ်ခွက်ပေးတာမျိုးကပိုထိရောက်ပါတယ်သူဘာကိုလိုချင်နေလဲဘယ်အချိန်မှအဖော်လိုနေလဲဘယ်အချိန်မှတယောက်တည်းရှိနေခြင်းလဲဆိုတာကိုညနေကဲကြည့်ပြီးတိတတ်တဲ့အမျိုးသမီးမျိုးကိုယောက်ျားလေးတွေကယတနာတစ်ပါးလို့တန်ဖိုးထားတတ်ကြပါတယ်နံပါတ်2အမေလိုပြုစုခြင်းဒုတိယအားကတော့အမေလိုပြုစုခြင်းပါဒါကလက်မယားအချင်းချင်းအမေနဲ့သားလို့ဆက်ဆံရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးယောက်ျားလေးတိုင်းရဲ့စိတ်ထဲမှာကလေးလေးတစ်ယောက်လိုအမြဲရှိနေတတ်ပါတယ်ဘလောက်ပဲပြင်မှာမန်တင်းထားပါစေအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ကိုနွေးထွေးဂရုစိုက်ပေးတာဟင်းကောင်းချက်ကျွေးတာသူနေမကောင်းတဲ့အခါဒါမှမဟုတ်အားငယ်တဲ့အခါမှာအမေတယောက်လိုနှွေးထွေးတဲ့မေတ္တာနဲ့ဖေးမပေးတာမျိုးကိုသူတို့လိုချင်ဆုံးပါမိမပီတာတဲ့ဂရုစိုက်မှုဟာယောက်ျားလေးတစ်ယောက်ကိုအိမ်ပြန်ခြင်းစိတ်ပိုဖြစ်စေတဲ့အဓိကအချက်ဖြစ်ပါတယ်နံပါတ်3အားပေးခြင်းတတိယအားကတော့အားပေးခြင်းပါလောကကြီးမှာရုန်းကန်နေရတဲ့ယောက်ျားတစ်ယောက်အတွက်သူ့ကိုယုံကြည်ပေးတဲ့သူရှိနေဖို့ကအရန်ရေးကြီးပါတယ်သူတစ်ခုမှားသွားတဲ့အခါအပြစ်တင်တာထက်ရှင်လုံနိုင်ပါတယ်ကျမရှင်ပေးမှာရှိတယ်ဆိုတဲ့စကားတစ်ခွင်းကသူ့အတွက်ခွင့်အားအဖြစ်ဆုံးပါယောက်ျားလေးတွေကသူတို့ကိုသူရဲကောင်းတယောက်လိုမြင်ပေးတဲ့အမျိုးသမီးမျိုးကိုဘယ်တော့မှလက်လွတ်မှာမဟုတ်ပါဘူးနံပါတ်4အနေအထိုင်တက်ခြင်းစတုထအားကတော့အနေအထိုင်တက်ခြင်းပါဒါဟာအပြင်အစင်နဲ့အပြုတ်မှုကိုဆိုလိုတာပါလူကြားထဲမှာတင်းရဲ့လက်တွဲပေါ်ကိုမျက်နှာပွင့်လန်းစေမဲ့အနေအထိုင်မျိုးတိတ်ခါရှိတဲ့ပြုတ်မှုပြောဆိုမှုမျိုးရှိဖို့လိုပါတယ်စကားပြောရင်လည်းရင်ကျေးကျေးနဲ့ချိုတာပြောတတ်တာဘယ်နေရာမှာဘယ်လိုနေရမလဲတိတာမျိုးကိုယောက်ျားလေးတွေကဂုဏ်ယူတတ်ကြပါတယ်အနေထိုင်တည်ငြိမ်ပြီးမိမပီတာတဲ့ကိုဟန်အမူအရာကဆွဲဆောင်မှုအရှိဆုံးလက်နက်တစ်ခုပါပဲနံပါတ်5အလိုလိုက်ခြင်းပစ္စမမြောက်အားကတော့အလိုလိုက်ခြင်းပါတခါတလေမှာတငယ်ချင်းတွေနဲ့အပြင်သွားတာမျိုးဝါဒနာပါတဲ့ဂိမ်းဆော့တာမျိုးကိုနားလည်ပေးပြီးအလိုလိုက်တာမျိုးပါအရာရာကိုချုပ်ကင်ထားတာမျိုးမဟုတ်ပဲသူစိတ်ချမ်းသာမဲ့အရာလေးတွေကိုဖြည့်ဆည်းပေးတာကသူ့ကိုတင့်အပေါ်ပို့ပြီးအားနာစေတယ်လို့ပို့ပြီးလဲချစ်လာစေပါတယ်တင့်နားမှာရှိနေရင်စိတ်လွတ်ကိုလွတ်နားနေရှိနိုင်တယ်လို့သူခံစားရပါစေနံပါတ်6အလှပြင်တတ်ခြင်းယောက်ျားလေးတွေဟာမျက်စိနဲ့အရင်ချစ်တတ်ကြသူများဖြစ်ပါတယ်ဒါဟာမိတ်ကပ်တွေအများကြီးလိမ့်ထားဖို့မဟုတ်ပါဘူးမိမိကိုယ်ကိုတန်တန်ရှင်းရှင်းနဲ့ကြည်ကောင်းအောင်အလှပြင်တတ်ခြင်းကိုဆိုလိုတာပါတတရရှိနေတာမွေးကြံရရှိနေတာဟာသူ့အတွက်တင့်ကိုအမြဲအသစ်ဆန်းလို့ခံစားရစေပြီးဆွဲဆောင်မှုကိုထိန်းထားနိုင်တဲ့အချက်ပဲဖြစ်ပါတယ်နံပါတ်9အားကိုးတတ်ခြင်းဒါကအံ့ဩစရာကောင်းပါတယ်ယောက်ျားလေးတွေဟာသူတို့ကိုသူတို့အားကိုးထိုက်တဲ့သူလို့ခံစားရတာကိုကြိုက်ပါတယ်အရာရာကိုတင်ကိုယ်တိုင်ပဲလုပ်နိုင်တယ်ဆိုတာထက်တခါတလေမှာသူ့ကိုအားကိုးပြခြင်းကသူ့ရဲ့ယောက်ျားပြီးတဲ့စိတ်ဓာတ်ကိုနှိုးဆွပေးလိုက်တာပါပဲဒါလေးကိုကူညီပါအောင်ရှင်မရှိရင်မလွယ်ဘူးဆိုတဲ့အမူအရာလေးတွေကတင့်ကိုပို့ပြီးစောင့်ရှောက်ချင်လာအောင်ဖန်တီးပေးပါတယ်နံပါတ်8အမျက်တနိုးထားခြင်းယောက်ျားလေးတွေဟာသူတို့လှုပ်ပေးသည်များအသေးအဖွဲကိစ္စလေးတွေကိုတော့အမျိုးသမီးကအမျက်တနိုးရှိတာကိုမြင်ရင်အယမ်းကျေနပ်ကြပါတယ်သူဝယ်ပေးတဲ့မုံလေးတစ်ထုပ်သူလှုပ်ပေးတဲ့အကူအညီလေးတစ်ခုကိုတန်ဖိုးထားပြတဲ့အခါ
သူတို့ဟာတင့်အတွက်ပိုပြီးစူးစမ်းပေးခြင်းစိတ်တွေဖြစ်ပေါ်လာပါတယ်အလေးမထားပဲပြစ်ထားတာမျိုးထက်အမျက်တနှုတ်တုတ်ပြန်မှုကသူတို့ကိုတင့်နားမှာဆွဲမြဲစေပါတယ်နံပါတ်9အရှုံးဖောက်ခြင်းယောက်ျားလေးတွေဟာအမြဲတမ်းတီတီတက်တက်နဲ့စကားပြောနေရတာထက်ပေါ့ပေါ့ပါပါနဲ့အရှုံးဖောက်တတ်တဲ့ရဲစရာပြောတတ်တဲ့အမျိုးသမီးမျိုးကိုပိုပြီးနှစ်သက်ကြပါတယ်ဘဝရဲ့ပင်ပန်းမှုတွေကိုတင့်အနာရောက်တဲ့အခါရဲမောခြင်းနဲ့မိပြောက်သွားစေနိုင်တယ်ဆိုရင်တင်ဟာသူ့အတွက်အကောင်းဆုံးစိတ်ထွက်ပေါက်ဖြစ်လာပါလိမ့်မယ်နံပါတ်10အစဉ်ပြေအောင်နေတတ်ခြင်းဒါကတော့ခေါင်းမာတာမျိုးမဟုတ်ပဲအခြေအနေနဲ့အချိန်ခါရအစဉ်ပြေအောင်နေတတ်ခြင်းပါခီးသွားတဲ့အခါဖြစ်ဖြစ်ကြီးကြတာမျိုးမရှိပဲလိုက်ရောညီထွေရှိတဲ့မျိုးသမီးမျိုးဟာယောက်ျားလေးတွေအတွက်လက်တွဲရတာအရန်တက်တာစေပါတယ်အဆဆရရအစဉ်ပြေအောင်ညှိနှိုင်းနေထိုင်တတ်တဲ့စိတ်ထားကတင့်ကိုပိုပြီးရင့်ကျက်တဲ့ဆွဲဆောင်မှုမျိုးပေးစွမ်းပါတယ်အချုပ်အားဖြင့်ပြောရရင်အလိုက်တည်ခြင်းအမေလိုပြုစုခြင်းအားပေးခြင်းအနေထိုင်တတ်ခြင်းအလိုလိုက်ခြင်းအလှပြင်တတ်ခြင်းအားကိုးတတ်ခြင်းအမျက်တနှုတ်တန်ဖိုးထားခြင်းအရှုံးဖောက်ခြင်းနဲ့အစဉ်ပြေအောင်နေတတ်ခြင်းဆိုတဲ့ဒီအဆယ်လုံးဟာရိုးရှင်းတယ်လို့ထင်ရပေမဲ့လက်တွေ့မှာတော့အင်မတန်အစွမ်းထက်ပါတယ်အမျိုးသမီးတစ်ယောက်ရဲ့တကယ်ဆွဲဆောင်မှုဆိုတာရုပ်ရည်မှလည်းရှိတာမဟုတ်ပဲဒီလိုနှက်ဆိုင်တဲ့စိတ်ထားနဲ့အမှုအကျင့်တွေမှာရှိတာပါမိတ်ဆွေတို့ကဒီချက်တွေကဘယ်ချက်ကအရေးကြီးဆုံးလို့ထင်ပါတယ်လဲကွန်မန့်မှာဝေမျှပေးခဲ့ပါဦးအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားစရာ relationship ဗဟုသုတတွေဝေမျှပေးမှာမို့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ